Chiswado, yes, yeah. Oh, Chiswado, oh, yes, yeah. Didn't I want to Anina, Madonna, Yamata, say I can't meow, Kinya, Yinka, Jesus, Jesus, Chikuti, Dosakari, Bali, Allah, Sashima, Namamiba, Asia. Oh, Chiswado, oh, yes, yeah. Oh, Chiswado, yes, yeah. Oh, Chiswado, oh, yes, yeah. Say the now, what an anina, Nadona Yimata, say I became ya, Yinya Bimja, Yinka Jesus, Yuga, Chikuti, Dusakari, Bali, La Sashima, Namamiba, Asria. Oh, Chiswado, oh, yes, yeah. What is he? A chin, a young, Yara, Ikia, Nia, Saka Upama, Jijang Jine, Nibang Shikia, Nikwa Shani, a good lolly to him at the car. Yeah, please, so Yara, when you're Siama, this Yadia, so Makayuga. Paraya, Nengai, Muya, Siwaya, Kara, Sweet Daming Jayara, Yoshia, Jamutia, Tommy, see Allah, Mingla Kadababa, oh, Chiswado, yes, yeah. So yeah, when you be Siama Vishania, yes, oh, Makayuga. Paraya, Nengai, Muya, Siwaya, Kara. Sweet Jamie Jayara, your trees, Yata, dear, don't you just say, Mingla Kadababa. Chiswado, oh, yes, yeah. Yana the guy in the Kara, no Kabu has in the oh, yes, yeah. Yana the guy in the Kara, no Kabu to Yene, oh, yes, yeah. Yana the guy in the Kara, you go out, baby, need to oh, yes, yeah. Me want to you like when I sing it, oh, yes, yeah. Nana, the guy in the Kara, I got to share the bar with Bob. The guy named you, yes, see the now, we let it see and God is a
ပြုံးပြချောကဆုံးမပြုံးတာမြတ်တော်ဆရာအလိမ္မာတွေတို့မြင့်လေဘူးပညာတွေပြီးဝင်ခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာညီညာထားကြဆုံးမနာယူလက်ကလေးကိုပါဦးခိုင်ပါတယ်မြတ်ဆရာမြတ်ဆရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြားခဲ့ပြီးပေါ့မြတ်ဆရာခေါင်းလုံးနဲ့လီတန်ချူဤကဟိုအဝေးမှလွင့်ပြန်လာခါငိုင်းနာထိုင်ဆရာဦးဘာကူလူလူတွေ့ကကြီးကနှလုံးသားမှပီတိဝေဖြာဆယုံလုံယုံများမှာကြီးကြီးလေးတမတော်တွေမှာရောက်ရှိနေပါပြီကောတည်းရောချမ်းပြီးရစီကတရားအဖို့ပြီးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည့်နူဝဲတာအင်းညာမြတ်တာမြေဝမမြည်ရဖြာချမ်းမြတ်တာဆရာမြတ်တာမြတ်ထားကြဆုံးမနာယူလက်ကလေးကိုပိုင်ဦးခိုင်ပါတယ်မြတ်ဆရာမြတ်ဆရာရှင်တော်မြတ်ဖရာတကယ်ကြီးတော်မြတ်ဆရာမြတ်တာစေတနာအေးအေးမြတ်မြတ်ပန်းကလေးများစွာပွေလန်းစီခဲ့တာဘဝကြီးစားအလားဆုံးဖြစ်စေရန်ကာကြီးစားအဆုံးဖြစ်ပြုံးပြချောကဆုံးမပြောတာမြတ်တော်ဆရာအလိမ္မာတွေတို့မြင့်စေဖို့ပညာတွေပြီးဝင်ခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာညီညာထားကြဆုံးမနာယူလက်ကလေးကိုပိုင်ဦးခိုင်ပါရဲ့မြတ်ဆရာမြတ်ဆရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြားခဲ့ပြီးပေါ့မြတ်ဆရာခေါင်းလုံးနဲ့လီတန်ချူတီးကဟိုအဝေးမှလွင့်ပြန်လာခါခိုင်းနာထိုင်ဆရာဦးဘာကူလူလူတွေ့ကကြီးကနှလုံးသားမှပီတိဝေဖြာဆယုံအလုံးယုံများမှာကြီးကြီးလေးတမတော်တွေမှာရောက်ရှိနေပါပြီကောတည်းပေါင်းသိပ္ပမချမ်းပြီးရစီကတရားအဖို့ပြီးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည့်နူဝမ်းတာအင်းညာမြတ်တာမြတ်ဝမမြည်ရဖြာချမ်းမြတ်တာဆရာမြတ်တာဆရာ
ဆရာရင်ဝင်မခွဲထွက်ခဲ့တာရမလာပြောင်းနှစ်တို့ပင်ညောင်းခဲ့ပြီဆရာသင်ပြတာတွေနာငယ်ဝင်ကြမပူဇော်ခဲ့ရငယ်ကဘဝကိုပြန်လေလို့တရားနေတဲ့ဆရာအခုတော့ဆရာနဲ့ကျွန်တော်မှာအချင်းလေးမပဲလို့ဒီမြင်ဝေးလို့တန်းကွာခဲ့တာဒါပေမဲ့မြတ်ဆရာကျမ်းစာချမ်းသာဖို့ရာညရင်ညတိုင်းတောင်းဆိုခြင်းရဲ့ဆရာတွေးမိတဲ့ဆရာကြီးတွေးမိတဲ့ဆရာကိုတခါငယ်စဉ်ကအပေါ်များနဲ့အပျော်ပါလွန်ကတောင်းခေါ်ပြီးနောက်ကြနေပြီးတော့ဆရာကကျွန်တော်အပြစ်ပေးတာအတိုင်းရှင်မရက်စမ်းနေထထိုင်ကလုပ်ပြစီခဲ့တာရှက်ရှက်နဲ့ရင်နဲ့နာဒီနာဘယ်ခါမပြောင်းနိုင်ဘူးလူမသားနဲ့လူထားခဲ့ပြီချိန်ခါအရင်လုံးမလားဒီမြင်ခဲ့ရဆရာရဲ့စီရနာအတလည်းတင်ဘယ်လိုဆိုမှသိပါမချမ်းဒီရဲ့စီကတရားအဖို့ဆရာတို့တွေ့ချင်းခံရနားလေပြီရောဆရာအပြစ်ခံလေးတွေခွင့်လို့စင်ကြောင်းဆရာတို့တွေ့ဒီတပုံနဲ့ရေးထုံလို့လုံးလိုက်ပါလေဆရာနေတဲ့ဆရာကိုတခါငယ်ရင်ကအဖို့များနဲ့အပျော်ပါလို့တောင်းခေါ်ရင်နောက်ကြလေတော့ဆရာကကျွန်တော်အပြစ်ပေးတာအတန်းရှိမှညက်စမ်းနေထထိုင်ကလုပ်ပြစီခဲ့တာရှက်ရှက်နဲ့ရင်နဲ့နာဒီနာဘယ်ခါမပြောင်းနိုင်ဘူးမမျိုးမလားနဲ့အမှုထားခဲ့ပြီခုချိန်ခါအရွယ်လုံးမလားသိမြင်ခဲ့ရဆရာရဲ့စေတနာအတလည်းတင်ဘယ်လိုဆိုမှသိပါမချမ်းဒီရဲ့စီကတရားအဖို့ဆရာတို့တွေ့ချင်းခံရနားလေပြီတော့ခွင့်လို့ရောက်ဆရာတို့တွေ့ဒီလိုဘုံနဲ့ဒီခွင့်လို့လိုက်ပါလေဆရာလေးယုံတိတ်ခေါင်ညင်မို့တောင်းနဲ့ချိန်ဆောင်နိုင်ရာအတိုင်းမသိယေသူရှိတာမှန်လေတာလက်ဦးစရာ
လက်ဦးစရာဖယားနယ်ကိုင်းနေနိုင်ရှင်ပြပြီဆရာဖယားနယ်ကိုင်းနေနိုင်ရှင်ပြကအနာနာကိုင်းနေဝင်မိတာဆရာဖယားနယ်ကိုင်းနေနိုင်ရှင်ပြကအနာနာကိုင်းနေဝင်မိတာဆရာမတားတည်းပညာရှိတအတိအစွာပညာရှာမိယူသာပြီးတင်ယူရမှာသာရတသိပ္ပပညာသင်ယူပါဆရာကောင်းထံယူယူသွားတုတ်ကွပစစ်ဆရာစစ်ထံချစ်ကြောက်ယူသည်ဝင်ငါတွေမှာတက်လေတင်ပဲ့ပြင်းဆုံးမသိပ္ပမချံဒီယံစီကပင်ရအပုဆရာတန်ဝမှာကျင့်ဝတ်ငါဗျာအဲ့ဒါကျွန်တော်တို့တရားဆရာသမားစကားစာပေပြီးကျမ်းဂန်တတ်မြတ်အောင်သင်ယူပါအရာရာမှနတ်သာကျွမ်းကျင်ပညာရှင်တပည့်တို့မှာအမြင်မှန်ရှိတန်ရင်စံထားသောကျွန်တော်တို့ရဲ့ဆရာဥယျာဉ်မှုနဲ့တူရတာနိုင်ငံချစ်မျိုးချစ်စိတ်ဓာတ်စွမ်းစွမ်းတမန်ဆောင်ရွက်မယ်ဆရာအတတ်ပညာကျောင်းသားများဘက်ဆုံးထူးထူးလွာလုံလဝရိယရှိသွားညမှာပညာကုန်ရောက်ထုံးနေပြောင်းလို့ရလိုင်းရင်ပြငါပညာရေးလက်တွေ့ဖွံ့ဖြိုးလာလူကြီးကိုဖြစ်စေဖို့ရာကျောင်းသားတိုင်းသင်ကြားပြီးကပညာရေးမှာသင်္ကန်းပေးကတပညာပြည့်စုံစီဖို့ရာကျောင်းသားများကောင်းလာဖို့ကြံဆောင်တာကျွန်တော်တို့ဆရာယေရှုရှင်ကျွန်တော်တို့ရဲ့ဆရာသမားစကားစာပေပြီးကျမ်းဂန်တတ်မြောက်အောင်သင်ယူပါအရာရာမှာနှံ့ဆက်ကျွမ်းကျင်ပညာရှင်တပည့်တို့မှာအမြင်မှန်ရှင်သန်ရေးစံထားသောကျွန်တော်တို့ရဲ့ဆရာဥယျာဉ်မှုနဲ့တူပြီးတာနိုင်ငံချစ်မျိုးချင်းစိတ်ဓာတ်စွမ်းစွမ်းတမန်ဆောင်ရွက်မယ်ဆရာတတ်ပညာကျောင်းသားများဘက်ဆုံးထူးချွန်စွာလုံလဝရိယရှိသွားညမှာပညာကုန်ရောက်ထုံးနေပြောင်းဖို့ရာနိုင်ညွန်ပြကပညာရေးလက်တွေ့ဖွံ့ဖြိုးလာလူကြီးတို့ဖြစ်စေဖို့ရာကျောင်းသားတိုင်းသင်ကြားပြီးလာပညာရေးဒီမှာသင်္ကာပေးလာတတ်ပညာပြည့်စုံသည်ဘုရားကျောင်းသားများကောင်းစားဖို့ကြံဆောင်တာကျွန်တော်တို့ဆရာကျွန်တော်
ရာကျေးဇူးရှင်ကျွန်တော်တို့ရဲ့ဆရာ မျောမြင်ကြီးမားစွာဖြင့်သာသမိပမာတပြည့်များအပေါ်မှာလောကီလောကုတ္တရာမပြအကျိုးပင်မျိုးရာမြင်သာစွာနှလုံးအလားနဲ့ချိုးဆုံးမာတဲ့ဆရာခွင့်လွန်နိုင်ခြင်းများစွာစကားမြတ်တရားရှင်ကားဖြင့်အမပြင်စေအမှန်နဲ့အောင်ပညာရောက်ထွန်းညှိပေးတာအကျဉ်းသာစေရနာထားတဲ့မြတ်ဆရာသာဝရချစ်စရာတပြေမရှိတဲ့ဆရာတပြားပင်မရှိတော့ညာတပြေလေးကိုကြည်ကပီတိဝေဖြာမေတ္တာပွားလို့အားရှိနေတဲ့မြတ်ဆရာတို့ဆရာသုံးပါးကံမှုတစ်ခုခုဖြင့်ပြစ်မှားမိပါတော့မြတ်နိုးကိုရောဖူးစောယုံကျိုးလို့ချစ်ခိုးပူဇော်ကြတော်ပါသည်ဆရာအနှစ်တကာနှလုံးစိတ်ဝမ်းနဲ့မေတ္တာအပြုံးရိပ်တမ်းတဲ့ကမုံပန်းပမာဆရာမျက်နှာရွှင်လန်းကြည်သာအစင်စမ်းတည်တာမေတ္တာအရေးကြီးမျက်လုံးလေးကတပြေကိုရှိချမ်းအေးဖို့ရာအားပေးနေရှာဘဝတစ်သက်တာမကအများဆက်ခါကဘာပေါင်းများစွာမှာအစဉ်လန်းဖြာချမ်းသာဖို့ရာအများတို့ရဲ့အနန္တမေတ္တာဆရာမြတ်နိုးကိုရောပူဇော်ယုံကျိုးချစ်ခိုးပူဇော်ကြတော်ပါသည်ဆရာမျောမြင်ကြီးမားစွာဖြင့်သာသမိပမာတပြည့်များအပေါ်မှာလောကီလောကုတ္တရာမဖြာအကျိုးဖွင့်မျိုးရာမြင်သာစွာနှလုံးအလားနဲ့ဆိုဆုံးမာတဲ့ဆရာဖွင့်လို့နိုင်ခြင်းများစွာစကားမြတ်တရားရှင်ကားဖြင့်အမပြင်စေအမှန်မြင်အောင်ပညာရောက်ထွန်းညှိပေးတာအကျဉ်းသာစေရနာထားတဲ့မြတ်ဆရာသာဝရချစ်စရာတပြေမရှိတဲ့ဆရာတပြားပင်မရှိတော့ညာတပြေကိုကြည်ကပီတိဝေဖြာမေတ္တာပွားလို့အားရှိနေတဲ့မြတ်ဆရာတို့ဆရာသုံးပါးကံအမှုတစ်ခုခုချင်းပြစ်မှားမိပါတော့မြတ်နိုးကိုရောပူဇော်ယုံကျိုးလို့ချစ်ခိုးပူဇော်ကြတော်ပါသည်ဆရာအနှစ်တကာနှလုံးစိတ်ဝမ်းနဲ့မေတ္တာအပြုံးရိပ်တမ်းနဲ့ကမုံပန်းပမာဆရာမျက်နှာရွှင်လန်းကြည်သာအစင်စမ်းတည်တာမေတ္တာအရေးကြီးမျက်လုံးလေးကတပြေကိုရှိချမ်းအေးဖို့ရာအားပေးနေရှာဘဝတစ်သက်တာမကအများဆက်ခါကဘာပေါင်းများစွာမှာအစဉ်လန်းဖြာချမ်းသာဖို့ရာအများတို့ရဲ့အနန္တမေတ္တာဆရာမြတ်နိုးကိုရောပူဇော်ယုံကျိုးချစ်ခို
ဖြစ်ခိုးပူဇော်ကြောပါသည်တရားအဖြူနဲ့စေးစပယ်ပြူပန်းလေးများကိုဖက်စင်းနဲ့သိမ်းထုံလူရပန်းတို့ဖက်ကလေးများမှာပိုင်နဲ့လေးတွေတင်းကျန်ခဲ့သလိုပါစေးနဲ့အဖြူနဲ့စေးကလေးများမှာပိုင်နဲ့လေးတွေငွေကျန်ခဲ့တယ်လို့ပါမလူရဲ့လက်ဘဝပေါ်မှာပိုင်နဲ့လေးတွေတင်ကြနေတယ်လို့ပါအမြကုသိုလ်ဝေယဘဝအလှတစ်ခုကိုဖွေးရှာတင်စရာမြင်စရာကျေးဇူးရှင်ရစရာများကိုစုပေါင်း၍ပူဇော်ကြရာမြတ်မှုကိုတူတွေ့ကမြတ်ကုသိုလ်ပွဲမင်္ဂလာဒီပေါင်းစီရာမဟာသမုဒ္ဒရာပမာကြောင့်ဒီမှာတို့များဆုံးကသာဝရအစကိုရှာကြပြအလားတပါလိုပါကာရဝတရားဆိုရသဘာဝတရားလိုပါကဘာတီတွေမမေ့အပ်တော့တလိမြတ်သောအစင်လားအာစရိယဆရာဆိုဒီမှာလူဘဝခီးမိုင်များစွာသမုဒိယမိတိုင်များပါနန္ဒငါးပါးတပါအဝေပါမြတ်စရာကိုပူဇော်ကြရာဆရာတပည့်တွေမှာစိတ်ချယုံကြည်စွာပန်းလူတဲ့လက်ဘဝပေါ်မှာပိုင်နဲ့လေးတွေမွေးကြနေသလိုပါပန်းတို့ဖက်ကလေးများမှာပိုင်နဲ့လေးတွေတင်းကျန်ခဲ့သလိုပါသမုဒ္ဒရာပမာဒီကြောင့်ဒီမှာတို့များဆုံးကထာဝရအစကိုရှာကြပြအလားတပါလိုပါကာရဝတရားဆိုရသဘာဝတရားလိုပါကဘာတီတွေမမေ့အပ်တော့တလိမြတ်သောအစင်လားအာစရိယဆရာဆိုဒီမှာလူဘဝခီးမိုင်များစွာသမုဒိယမိတိုင်များပါမြတ်တာငါးပါးတပါအဝင်ပါမြတ်စရာကိုပူဇော်ကြရာဆရာတပည့်တွေမှာစိတ်ချယုံကြည်စွာပန်းလူတဲ့လက်ဘဝပေါ်မှာပိုင်နဲ့လေးတွေမွေးကြနေသလိုပါ
ရွာလဲကြောင်းကခေါင်းလောင်းတန်ချူကြားရောင်မိတော့နာဝမချူတို့များတွေ့ရတယ်နဲ့တငယ်ချင်းတွေဆိုဒီကြောင်ကြီးမှာကာကြီးခကွေဟိောပြေးတွေလို့ချိတ်ခါချော့ကမြောက်ခါပညာသင်ပေးတဲ့တို့ဆရာကြီးလဲခေါင်းလောင်းကြည့်တယ်ချူရွာလေကြောင်းကခေါင်းလောင်းတန်ချူဦးစင်ခါရုံကအမေကကျွန်တော်ကိုလက်မဆွဲလို့ဆရာကြီးထံသို့ကာကြီးခါခွေသင်ပေးပါတဲ့ဆရာထံအနှံမိများကြရှိဟောင်းပြောင်းရွာကြောင်းလဲအိုဆရာလဲအိုဘဝသံရလေပြန်ပါတကူကျွန်တော်ကိုယ်တိုင်သမီးလေးကိုလက်မဆွဲလို့ဆရာကြီးထံအနှံရပြန်တကူကြောင်းကြီးလဲအိုလူလဲအိုသို့တော်လဲမဟုတ်သည်ကတပိပေါ်ထားတဲ့ဆရာကြီးမြတ်တာတပိပေါ်ထားတဲ့ဆရာကြီးစေတနာတပိပေါ်ထားတဲ့ဆရာကြီးကိနာလူလဲအိုကြောင်းအိုတော့လဲဆရာအိုမြတ်တာအမြဲလိုအေးချမ်းစိမ်လမ်းမြဲပါတို့များရွာလဲကြောင်းကခေါင်းလောင်းတန်ချူကြားရောင်မိတော့နာဝမချူတို့များတွေ့တဲ့တငယ်ချင်းတွေဆိုကြည်ကြောင်ကြီးမှာကာကြီးခကွေဟောပြေးတွေလို့ထိတ်ခါချော့ကမြောက်ခါပညာသင်ပေးတဲ့တို့ဆရာကြီးလဲခေါင်းလောင်းကြည့်တယ်ချူရွာလေကြောင်းကခေါင်းလုံးတန်ချူဦးစင်အခါတော့ကအမေကကျွန်တော်ကိုလက်မဆွဲလို့ဆရာကြီးထံသို့ကာကြီးခါခွေသင်ပေးပါတဲ့ဆရာထံအနှံမိများကြရှိဟောင်းပြောင်းရွာကြောင်းလဲအိုဆရာလဲအိုဘဝသံရလေပြန်ပါတကူကျွန်တော်ကိုယ်တိုင်သမီးလေးကိုလက်မဆွဲလို့ဆရာကြီးထံအနှံရပြန်တကူကြောင်းကြီးလဲအိုလူလဲအိုသို့တော်လဲမဟုတ်သည်ကတပိပေါ်ထားတဲ့ဆရာကြီးမြတ်တာတပိပေါ်ထားတဲ့ဆရာကြီးစေတနာတပိပေါ်ထားတဲ့ဆရာကြီးကိနာလူလဲအိုကြောက်တော့လဲဆရာအိုမြတ်တာအမြဲလိုအေးချမ်းစိမ်လမ်းမြဲပါလူကိုရောက်ပြောင်းပေးတဲ့ဆရာဦးငိုက်သူဒူရိုက်ခွာပေးတဲ့ဆရာအပင်တန်းစွမ်းအောင်
ထမ်းဆောင်ရင်လောက်ပြီးတဲ့ဆရာတပည့်ငယ်များပေါ်အချစ်မပြေအားစီကြွေးတဲ့ဆရာလောကကိုကြီးနေအောင်ဦးကောင်းမှုရောက်ပြောင်းပြီးတာဆရာတပြားမရှိပေမဲ့တပည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာရေဒီချောင်းနဲ့လူရောင်ပြောင်းပြီးတဲ့ဆရာဦးငိုက်သူဒူတိုင်းခွာပြီးတဲ့ဆရာအပင်တန်ဆွမ်းအောင်ထမ်းဆောင်ရည်လောက်ပြီးတဲ့ဆရာတပည့်ငယ်များပေါ်အချစ်မပြေအားကြီးကြွေးတဲ့ဆရာလောကကိုကြီးနေအောင်ဦးကောင်းမှုအယောင်ပြောင်းပြီးတာဆရာတပြားမရှိပေမဲ့တပည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာကျေးဇူးမြတ်မို့ဦးပီတိကိုစားအင်အားရှိရဲ့ဆရာတပည့်များကပူဇော်ပါသည်ဆရာဆရာကျေးဇူးအစင်မမေ့သူတို့ပူဇော်ကြပြီဆရာအလှတရားသင်ကြားဆရာစိတ်ထားပြီးဖြူစင်စွာတပည့်ငယ်များကရှ စ်ခိုး၍ပူဇော်ပွဲမှာလူကျူးမိမှအပြင်းများသည့်ခံမှာရေပြူချောင်းနဲ့လူရောင်ပြောင်းပြီးရဲ့ဆရာဦးငိုက်သူဒူတိုင်းခွာပြီးရဲ့ဆရာအပင်တန်ဆွမ်းအောင်ထမ်းဆောင်ရင်လောင်းပြီးတဲ့ဆရာတပည့်ငယ်များပေါ်အချစ်မပြေအားကြီးကြွေးတဲ့ဆရာလောကကိုကြည်တဲ့အောင်ဦးကောင်းမှုရောက်ပြောင်းပြီးတာဆရာတပြားမရှိပေမဲ့တပည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာကျေးဇူးမြတ်မို့ဦးပီတိကိုစားအင်အားရှိရဲ့ဆရာတပည့်များကပူဇော်ပါသည်ဆရာဆရာကျေးဇူးအစင်မမေ့သူတို့ပူဇော်ရပြီဆရာအလှတရားသင်ကြားဆရာစိတ်ထားတွေဖြူစင်စွာတပည့်ငယ်များကရှ िख ိုး၍ပူဇော်ပွဲမှာလူကျူးမိမှအပြင်းများပြီးခံမှာဆရာ
ရှာအစီတရားပြီးရဲ့မြတ်ဘုံဆရာဒီကလေးပမမချာတတိယပေါ်သာသမီပမာစေတနာဝါဒနာဘိဝထားကမေတ္တာတရားနဲ့ဆိုဆုံးပါကအသိပညာအတတ်ပညာနဲ့သိပ္ပံဝိဇ္ဇာပညာများကိုသင်ကြားပါလို့လမ်းညွှန်တာဒီတိဥစ္စာအားရှိလို့ဆရာဘုမတော့ခြင်းကြောင်းရင်းကြောင်းရင်းတန်ရှင်းလို့သာတတိများကိုတွေ့ရမြဲခဲ့တာကြည်နုအပြုံးနေတာမိုးမတော့ခြင်းကြောင်းရင်ကြောင်းရင်တန်ရှင်းလို့သာတတိများကိုတွေ့ရမြဲခဲ့တာကြည်နုအပြုံးနေတာတန်ပမာလမ်းကြဝရေးဆရာစိတ်ထဲမှာတွေ့ပေါင်းများစွာကိုယ့်အတွက်ကိုမငဲ့ွက်တဲ့တတိများတွေ့အားတဲ့နေတော့ဆရာတတိတို့ရဲ့ဘဝလမ်းကိုမြင်မကြအောင်ကြိုးစားကြပါတဖွာဖွာပြောတာတတိတို့ရဲ့အောင်မြင်မှုတစိမ့်စိမ့်ဒီဝဲဝန်သာပြီးတိဝစာအားရှိနေရောဆရာဂိုင်းပြီးဝင်နိုင်ရှိမရတဲ့ဂုဏ်ကြီးသူမဟာဆရာမြတ်တာစေတနာများတာကြောင့်တပည့်အပေါင်းသူပြင်ပါချေဝါအနန္တဂိုင်းပြီးဝင်နိုင်ရှိမရတဲ့ဂုဏ်ကြီးသူမဟာဆရာမြတ်တာစေတနာများတာကြောင့်တပည့်အပေါင်းသူပြင်ပါချေဝါဆရာကိုတွေ့ရင်ကြည်နူးပြုံးနေအားရှိလိုက်တာဆရာဆိုစကားကြားလိုက်ရတော့စိတ်ချမ်းသာလိုက်တာစိတ်ရှိသွက်တဲ့ဒီခံလို့သာကြိုးစားကြပါတည်းအပေါင်းရာဆရာမစကားနာကြားတည်းပါဆရာကြောင်းရင်းကြောင်းရင်းတန်ရှင်းလို့သာတတိယကိုတွေ့ရမြဲတာကြည်နုအပြုံးနေတာပန်းပမာလမ်းကြဝရေးဆရာစိတ်ထဲမှာတွေ့ပေါင်းများစွာကိုယ့်အတွက်ကိုမငဲ့ွက်တဲ့တတိယတွေ့အားတဲ့နေတော့ဆရာတတိတို့ရဲ့ဘဝလမ်းမြင်မကြအောင်ကြိုးစားကြပါတဖွာဖွာပြောတတိတို့ရဲ့အောင်မြင်မှုတစိမ့်စိမ့်ဒီဝဲဝန်သာပြီးဒီဝစာအားရှိနေတော်ဆရာအနန္တဂိုင်းကြီးဝေနိုင်ရှိမရတဲ့ဘုံကြီးစေတနာများကြောင့်တည်းအပေါင်းကိုပြင်ပါစေဝါဆရာကိုတွေ့ရင်ကြည်နူးအပြုံးနဲ့အားရှိလိုက်တာဆရာဆိုစကားကြားလိုက်ရစိတ်ချမ်းသာလိုက်တာစိတ်ရှိစွမ်းသာဒီကံလာကြိုးစားကြပါတည်းအပေါင်းရာဆရာမစကားနာကြားငါပြပါဆရာ
သူများရွာလဲကြောင်းကခေါင်းလောင်းတန်ချူကြားရောက်မိတော့နာဝမှာချူသူများတွေ့ရတဲ့တငယ်ချင်းတွေဆိုဒီကြောင်ကြီးမှာကာကြီးခကွေဟောပြေးတွေလို့ချိတ်ခါချော်ကမြောက်ခါပညာသင်ပေးတဲ့လူဆရာကြီးလဲခေါင်းလောင်းကြည့်တယ်ချူဘာလဲကြောင်ကခေါင်းလောင်းတဲ့ချူဦးစင်ခါရုံးမှာအမေကကျွန်တော်ကိုလက်မဆွဲလို့ဆရာကြီးထံသို့ကာကြီးခါကွေသင်ပေးပါတဲ့ဆရာထံအနှံဒီများကြရှိဟောင်းပြောင်းရွာကြောင်းလဲဦးဆရာလဲဦးဘဝတန်ရလေပြန်ပါတကူကျွန်တော်ကိုယ်တိုင်သမီးလေးကိုလက်မဆွဲလို့ဆရာကြီးထံခဏရပြန်တကူကြောင်းကြီးလဲဦးလူလဲဦးတို့တော်လဲမဟုတ်ဒီကဒီပေါ်ထားတဲ့ဆရာကြီးမြတ်တာဒီပေါ်ထားတဲ့ဆရာကြီးစေတနာဒီပေါ်ထားတဲ့ဆရာကြီးကိနာလူလဲဦးကြောင်းဦးတော့လဲဆရာဦးမြတ်တာအမြဲလိုအေးချမ်းစိတ်နှမြဲပါဘူးလူများရွာလဲကြောင်းကခေါင်းလောင်းတန်ချူကြားရောက်မိတော့နာဝမှာချူလူများတွေ့ရတဲ့တငယ်ချင်းတွေဆိုကြည်ကြောင်ကြီးမှာကာကြီးခါကွေဟောပြေးတွေလို့ထိတ်ခါချော့ကမြောက်ခါပညာသင်ပေးတဲ့သူဆရာကြီးလဲဖောင်းလောင်းကြည့်တယ်ချူရွာလဲကြောင်းကခေါင်းတဲ့ချူဦးစင်ခါရုံးမှာအမေကကျွန်တော်ကိုလက်မဆွဲလို့ဆရာကြီးထံသို့ကာကြီးခါကွေသင်ပေးပါတဲ့ဆရာထံအနှံဒီများကြရှိဟောင်းပြောင်းရွာကြောင်းလဲဦးဆရာလဲဦးဘဝသံရလေပြန်ပါတကူကျွန်တော်ကိုယ်တိုင်သမီးလေးကိုလက်မဆွဲလို့ဆရာကြီးထံအနှံရပြန်တကူကြောင်းကြီးလဲဦးလူလဲဦးသူတော်လဲမဟုတ်ဒီကဒီပေါ်ထားတဲ့ဆရာကြီးမြတ်တာဒီပေါ်ထားတဲ့ဆရာကြီးစေတနာဒီပေါ်ထားတဲ့ဆရာကြီးဒီနာလူလဲဦးကြောက်တော့လဲဆရာဦးမြတ်တာအမြဲလိုအေးချမ်းစိတ်နဲ့မြဲပါပညာများပေးထားဆုံးလင်းအသိပညာများ
ဆုံးလေးမိဘလည်းမချကြီးမှကုန်အင်းဘဝတစ်ခွင်အောင်မြင်လို့အစဉ်အာစရိယာနမမိပါအရှိစေရနာထားလို့ဆုံးမတို့သည်တို့ရဲ့ဆရာတကြီးဝါဒနာသိနဲ့ဆုံးမပဲတို့ရဲ့ဆရာတကြီးအကျဉ်းနိုင်တရားနဲ့ဆုံးမတို့သည်တို့ရဲ့ဆရာတကြီးအနစ်နာခံလို့ဆုံးမပဲတို့ရဲ့ဆရာတကြီးနာနာကြည်ကျပြည့်မြင်တိုင်းဆုံးမပြုပြီးဝမ်းတွင်မတူဟုတ်တိုင်းဆို၍အကျိုးရှိဖို့လေနာနာကြည်ကျပြည့်မြင်တိုင်းဆုံးမပြုပြီးဝမ်းတွင်မတူဟုတ်တိုင်းဆို၍အကျိုးရှိဖို့လေစေနာမေတ္တာကရုဏာထားရှိအတွက်မျှော်မြင်တော်တင်ဆုံးမရှေ့ဆောင်လက်ပြဘဝရဲ့ကျေးဇူးရှိတကြီးအပေါင်းတို့အစဉ်ဆရာပင်မရှိရှိကြည်ကြည်ကြမလေးစေခြင်းဆရာကျေးဇူးအထူးသိကြပါတကြီးအပေါင်းတို့အစဉ်ဆရာပင်မရှိရှိကြည်ကြည်ကြမလေးစေခြင်းကျေးဇူးသိကြမှသာကျေးဇူးအကျိုးကိုခံစားရစေအဝင်းမမြင့်ရပါနဲ့စင်မြင့်မှနေခြင်းဆရာကျေးဇူးဆက်ပြီးလာဝါဒနာတိနဲ့ဆုံးမဖြစ်ခြင်းတို့ရဲ့ဆရာတကြီးအကျဉ်းတရားနဲ့ဆုံးမတို့သည်တို့ရဲ့ဆရာတကြီးအနစ်နာနာလို့ဆုံးမဖြစ်ခြင်းတို့ရဲ့ဆရာတကြီးနာနာစေခြင်းပြည့်မြည်တိုင်းဆုံးမပြုပြီးဝမ်းတွင်မတူဟုတ်တိုင်းဆို၍အကျိုးရှိဖို့လေနာနာစေခြင်းပြည့်မြည်တိုင်းဆုံးမပြုပြီးဝမ်းတွင်မတူဟုတ်တိုင်းဆို၍အကျိုးရှိဖို့လေစေရနာမေတ္တာကရုဏာထားရှိအတွက်မျှော်မြင်တော်တင်ဆုံးမရှေ့ဆောင်လက်ပြဘဝရဲ့ကျေးဇူးရှိဆရာကျေးဇူးအထူးသိကြပါတကြီးအပေါင်းတို့အစဉ်ဆရာပင်မရှိရှိကြည်ကြည်ကြမလေးစေခြင်းဆရာကျေးဇူးအထူးသိကြပါတကြီးအပေါင်းတို့အစဉ်ဆရာပင်မရှိရှိကြည်ကြည်ကြမလေးစေခြင်းကျေးဇူးသိဓမ္မသာကျေးဇ
ရာရာပြုရင်ငါလေးကြောသာရင်သာမကွေးရပါစေကာကြီးမအစာအဆုံးစာလုံးပေါင်းပါပြီခိုးလွေတပြင်းများပေါ်တွင်ချောက6ခါမြောက်ခါပင်ကပေပြင်းလိမ့်စာပိတ်ပမချမ်းဘေးရန်ကင်းဝေးနီးပင်ညွန်ပြဆုံးမသွန်တီဖယားမျက်နှာပြုံးပြုံးရွှင်ရွှင်မညွညင်မှုရှင်မညွညင်မှုရှင်တရားတပည့်ပန်းကောင်းပန်းလေးအချိန်တန်အရွယ်ရောက်လို့လူလာကရောက်တဲ့ခါတွင်လောကဘုံတစ်ခွေနှိမ့်တုံမြင့်တုံကျုံရသည်တွင်ဆရာများရဲ့ကြီးမားမေတ္တာသေရနာများကြားလာမည်ပညာရဲ့ရင်ပွဲလေတိမှုဒီပြင်ဘဝလှတဲ့ခါလေးရဲ့လူရင်သန္တာပြေဝလေရောဘုံတော်တော်၍ဒီဘောင်ဝန်ကရှင်နာတလျက်ညတ်တော်အမွေပေးလို့ပဲတလုံးတစ်ပါးရသည်သွန်းတယောက်ငါကျွေးခဲ့တဲ့ယေရှုရှင်ဆရာသခင်တကြည်ကောင်းဤသားစွာအပင်ဥနှင်းရိုးကျိုးရှိကူကြောပါရဲ့အစင်မမီဒီရဲ့ရှင်ကြောင်းပင်ကောင်းသာရတဲ့အချိန်လေးပေါင်းတို့ပတ်သက်တော့အော်ဝါရစကားဝါညင်တပည့်များနာဝင်အောင်ပြီထထခံမှပြန်လာပြောကြခဲ့တာပြီတွေ့ကြည့်ရင်ပြင်းပြင်းမိတယ်ရှင်ပြင်းပြင်းမိတယ်ရှင်ခုချိန်ကြမှာကျေးဇူးခါလာကြည့်သရိယကုသောအနန္တောဖယားဟောအစဉ်တရားသဘောဖြင့်လက်ဦးဆရာမိတိုက်ပြီးစွာပုပ္ပသရိယမိဘကဲ့သို့ဖြင့်တို့ဆရာများဖယားနဲ့တကိုင်းနဲ့ရှင်ဆရာမပြပဲတတ်ပြီးပညာနိနာမကြဘူးအစဉ်အနန္တငါတပါးပါဝင်ယေရှုရှင်ဆရာများတို့စိတ်နဲ့မပြစ်မှားကြနဲ့ညအိယာဝင်ပါရဲ့မြောကယေရှုဥချတော်ကြလေ
ကံသဘာဝသောကံဖြစ်ပြမမိခဲ့ပါလေမာမီခဲ့ပါလေ ဒီစရီယူဝါမေဆုမိုးနဲ့ရှိခိုးမှုစေ သောရေချစ်ကိုမူရေ တောင်းမှန်လာပြီ နာဝေ တောင်းမှန်လာပြီ နာမနာဝေ ပါမြတ်စရာကြီး ယောမန်လမ်းဝါရဲ့နန္နာချီလူရှိတက်လေဒီဖဲ့ဒီဆုံးမသိပါမတန်ပြီးရဲ့စီကတရားဖို့ဆရာတို့ကြည့်ဖို့ငါဗျာသိဖို့ဒီသွားဒီနာလေးတရားပူဇာပေးပါပဲဝင်းတော်ဖန်နိုင်ဝိညာဉ်စီကြီးဒီလာမောင်းတင်ပြုစုယူရပါပဲယူရောင်တဲ့ရောသည်ငါပိုင်ရှိမူရေမူရေမူရေမူဆရာဘာဝမောဟနာချီလူရှိတယ်လေတဲ့ဒီဆုံးမအိဒီမမတန်ရဲ့စီကတရားအောင်ဆရာတို့ပြဖို့ဆိုတာများပြည့်ဝင်သွားနီးနာနေကြပူဇာပေးတာဝိရောပန်နိုင်ဝိညာဉ်ဒီလောပေါင်းမှုနဲ့ယူရတာလေယူအောင်တဲ့ရောစေဒါလိုက်ရှိဦးရေမူဆရာတခေ ကျောင်းမရင်သာမခွဲကြပဲတွေတိုင်းပေါ်ရီချစ်နာသူတွေမြစ်တာသူတွေဒီမနေသောနှလုံးသားနဲ့အားလုံးကိုပြည့်ပြည့်ပညာလေးတွေပြောင်းစံဆောင်ပါပြီလူဝပင်လေပင်တွေလမ်းပြပြီးတဲ့သူကျင်တွေဘုံရသောစိတ်ရည်တွေပြောင်းရဲ့လေးမရှိလိုလိုတင်းတင်းကြည့်လာဝန်တာလေ ကျောင်းသားရေသာအဝဲကြတဲ့မြေတာသူတွေဒီမရေတော့နှလုံးသားနဲ့အားလုံးကိုဒီနာလေးတွေဖြစ်အောင်ဆယ်ဆောင်ပါပဲလူဘဝပင်လေမြင်တွေလည်းပြပေးတဲ့ဒုဝကျဲတွေမောမြတ်သောစိတ်ကြီးပြောရင်းတဲ့လေးမရှိလို့လိုလိုသိသိရှိတာဝန်တာကြီး I am a singer alone, mama, and in mommy gaveရှိတဲ့တဲ့တဲ့ရေဆုံးမှာသိမမတန်ပေးရစီကတရားအဖို့တရားတို့ကျင့်ဖို့ပါဗျာကျင့်ဖို့ဒီသွားမိနာလေးတရားကိုစားပေးတာဝေရောပါနိုင်ဝေရာနေရှိတော်ပေါင်းမှုတွေပြုစုရရတာပဲရောသားရောစီသာပိုင်ရှိဥယျာဉ်မူ